ပြီးတော့ပြည်ထောင်စုသူတို့ရဲ့ရွေးကောက်ပွဲကော်မရှင်ကိုသူတို့ကြိုက်တဲ့လူနဲ့ဖွဲ့စည်းတဲ့စီမင်းစည်းကမ်းတွေကိုထုတ်ပြန်တယ်နော်ပါတီတွေမှတ်ပုံတင်ရှင်ဥပဒေပါညာဆိုရယ်ဒါပေမဲ့အဲ့ဒီဥပဒေကို၌ကသူတို့အုပ်ချုပ်နေတဲ့ကာလမှာနော်အချိန်ချင်းပြောင်းတယ်ပေါ့ဗျာဆိုလိုတာကလေသူတို့လိုချင်တဲ့ပုံစံမဖြစ်မချင်းအဲ့လိုမျိုးပြောင်းနေတယ်ဆိုတော့ဒီဟာကလည်းပုံစံမဟုတ်ဘူးလို့မြင်တယ်ပေါ့ကိုတို့အားသာမယ်ဆိုတော့ပုံစံတစ်မျိုးနဲ့ကြက်ထားတယ်အားနေတယ်ဆိုတဲ့အခါတော့လက်ရောချော့ပေးတယ်ဆိုတော့ဘာခေါ်မလဲချော့ပေးတယ်ပေါ့ဗျာသူတို့ဘက်ကပြန်ပြီးတော့အပေါ်ကြီးရအောင်ဆိုတဲ့ဟာတနည်းအားဖြင့်ပြောရင်ကိုမနိုင်မရှင်းနေပြီးတော့ဒီဟာတွေကိုဥပဒေကိုနေပြီးလိုချော့လိုက်တင်းလိုက်လုပ်တဲ့ဟာကိုကတော်တော်လေးတိတ်ခါမဲ့တဲ့အပြုအမူတစ်ခုဖြစ်တယ်နောက်ပြီးတော့ဒီရွေးကောက်ပွဲစနစ်နော်သူတို့ဘယ်လိုနည်းနဲ့အပေါ်စီးရနိုင်မလဲအလုပ်ဖြစ်နိုင်မလဲထွက်ပေါက်ရမလဲဆိုတဲ့ဟာကိုပဲစဉ်းစားတာဖြစ်တယ်ကျွန်တော်တို့တိုင်းပြည်ရဲ့မျက်နှာပြည်သူရဲ့မျက်နှာဘယ်မျက်နှာမှကြည့်တာမဟုတ်ဘူးနော်ဒီတိုင်းသွားနေတာနဲ့စလို့ရှိရင်ဘာပဲဖြစ်ဒီမိုကရေစီနည်းကြဒီမှာရွေးကောက်ပွဲလုပ်လိုက်ပြီးငါတို့ဒီဟာကိုဆိုပြီးတော့နိုင်ငံတကာရဲ့နေပြီးတော့နော်တရားဝင်မှုကိုသူတို့လိုချင်လို့လုပ်တာပဲဖြစ်တယ်